ဟာမဟုတ်သေးပါဘူးဒါကဘာကြီးလဲဟာဒီလောက်အကြီးကြီးကိုနည်းနည်းလဲမွေးနေတယ်လို့ပဲပြန်မသွားနဲ့ဦးရှောက်မပြောနဲ့မဟုတ်ဘူးဒါကရိုလင်စီပဲဒဏ္ဍာရီတဲကထိုက်ဆွေဆိုတာဒါပေါ့ငါအမျိုးကိုတစ်ပစ်အိုကြီးတွေထဲမှာပဲမြင်ဘူးတာထိုက်ဆွေဆိုတာဒီကောင်ကြီးကိုပြောတာလားဒါပေမဲ့အစ်စ်လားအတူလားဘယ်သူတိမှလဲဒီမှာရှိနေတဲ့သူတွေတဲကကောဘယ်သူကထိုက်ဆွေစစ်ကိုမြင်ဘူးလို့လဲဈေးကွက်ထဲမှာရောင်းနေသမျှအကုန်လုံးကအတူတွေကြီးပဲငါထင်တော့ဒါလည်းအစ်စ်ဖြစ်ဖို့မလွယ်ပါဘူးကောင်းအောင်ဆရာကြီးကောင်းကျွန်တော်မျိုးစင်မော်တက်ပြီးဒီထိုက်ဆွေကိုစစ်ဆေးကြည့်လို့ရမလားခင်ဗျာဆရာကြီးကောင်းကတဘာဝအတိုင်းရှင်တန်နေတဲ့ထိုက်ဆွေစစ်ကိုစစ်ဆေးပေးနေပါပြီအပေါ်ရန်ကအရေးအကြောင်းတွေကတဘာဝအတိုင်းအနေထိုင်ပြီးဖြစ်ပေါ်လာတာပါလူကူလားမရှုံစေထိုးသွင်းထားတာမျိုးမရှိပါဘူးအသက်ဝင်နေတဲ့ထိုက်ဆွေရဲ့ထူးခြားချက်တွေနဲ့အကုန်ကိုက်ညီနေပါတယ်ငါအသက်ကြီးတဲ့အထိတရုတ်တိုင်းရင်းစစ်ပစ္စည်းတွေကိုစစ်ဆေးလာတာနှစ်ပေါင်း40ကျော်ပြီးဒီနေ့ငါတိတ်ခါနဲ့ရင်းပြီးပြောရဲတယ်ဒါဟာအစ်စ်မှန်ဖြစ်ပါတယ်ဒီကောင်ရဲ့တက်တန်းကအနည်းဆုံးနှစ်ပေါင်း1000ကျော်နေပြီဆရာကြီးကောင်းကိုယ်တိုင်စစ်ဆေးပေးတာဆိုတော့လုံးဝအတူမဖြစ်နိုင်တော့ဘူးကျုံချောင်ထန်စေးတိုက်ရဲ့တီထောင်သူရှားသည့်နိုင်ငံရဲ့စေးဘက်ဝင်ပစ္စည်းစစ်ဆေးရေးမှာနံပါတ်1ဆရာကြီးကအစ်စ်လို့ပြောပြီးဆိုရင်အစ်စ်ပဲပေါ့ကဲဆရာကြီးကောင်းကိုယ်တိုင်စစ်ဆေးအတည်ပြုပေးပြီးပြီဆိုတော့ကျွန်တော်တို့လေလံပွဲကိုဆက်လိုက်ကြရအောင်နှစ်1000တက်တန်းရှိတဲ့အသက်ဝင်ထိုက်ဆွေရဲ့အစပြုဈေးကတော့4သိန်းပါဗျာအပါအစပြုဈေးတင်4သိန်းတောင်လားအစပြုဈေးတင်200ချီတက်တန်းရှိတဲ့လင်းစည်းမှုရဲ့နောက်ဆုံးရောင်းထွက်ဈေးကိုမီတော့မယ်9သိန်း6သိန်း8သိန်းတက်တန်းခွဲကျုံချောင်ထန်ကဆရာကြီးကောင်းကတက်တန်းခွဲပေးထားပါတယ်ခင်ဗျာဒီထက်ပိုပေးမဲ့သူရှိသေးလားတစ်ချိန်2ချိန်ကဲတက်တန်းခွဲနဲ့အတီးပြုတ်ပါတယ်ဗျာကြောက်ဒါဆိုရင်တော့ငါတဘွားလုံးသုံးဖို့တောင်ကုန်မှာမဟုတ်တော့ဘူးချမ်းရှောင်းယုံကျေးဇူးအများကြီးတင်ပါတယ်အခုဆိုရင်တော့ဒီနေ့လေလံပွဲရဲ့အဖိုးတန်ထိတ်တန်းပစ္စည်းနှစ်ခုလုံးကိုယူဆောင်လာပေးတဲ့ပိုင်ရှင်မောင်ချန်တုံးကိုဆရာကြီးကောင်းနဲ့အတူအမတ်တရတပ်ပုံရိုက်ဖို့စင်ပေါ်ကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီကောင်လေးလားဟာကြည့်ရတာအသက်20ကျော်လေးပဲရှိသေးတာပစ္စည်းနှစ်ခုလုံးကိုသူတယောက်တည်းတောင်းပေါ်တက်ပြီးရှာလာတာတဲ့လားလင်းစည်းမှုကောထိုက်ဆွေကောငါကတော့နာမည်ကြီးမှုစိုးကြီးတယောက်ထင်နေတာလူငယ်လေးနောက်ခါဒီလိုယတနာကောင်းတွေရလာရင်ကျုံချောင်ထန်စေးတိုက်ကိုပဲနံပါတ်1ဦးစားပေးတော့ဆရာကြီးကောင်းသဘောကျတဲ့ပစ္စည်းဆိုရင်တော့မောင်ချန်ခင်ဗျားထိုက်ဆွေကိုစတွေ့တုန်းကဘယ်လိုခံစားရလဲဟင်မောင်ချန်ခင်ဗျားတောင်ထဲကိုတယောက်တည်းဝင်ပြီးရှာတွေ့ခဲ့တာဆိုတာအမှန်ပဲလားအကိုကြီးကျွန်တော်ကပြည်နယ်မျိုးတော်ကဝမ်ဟဲထန်စေးတိုက်ကပါဒါကကျွန်တော်လိပ်စာကပ်ပါကျွန်တော်လည်းရှိသေးတယ်ကျွန်တော်ကဟောင်ကောင်ဘက်မှာစေးဘက်ဝင်ပစ္စည်းတွင်းကုန်ထုတ်ကုန်လုပ်တာခင်ဗျားရဲ့ဒီပစ္စည်းတွေကိုပြည်ပကိုတင်ပို့မယ်ဆိုရင်ဈေးကအနည်းဆုံး2ဆလောက်ပိုရလိမ့်မယ်ငါတို့အသေးစိတ်စကားပြောကြရအောင်ဟင်းဒါဘာဖြစ်တာလဲမီးပြတ်သွားတာလားဘာတွေလုပ်နေတာလဲဟာဒီလောက်ဟိုတယ်ကြီးကြီးမှာအရန်မီးဆက်တောင်မရှိဘူးလားဧည့်သည်တော်တို့ခဏလောက်စိတ်အေးထားပေးကြပါခင်ဗျာအပြင်မှာမိုးရမ်းတဲ့နေလို့မုန်တိုင်းကြောင့်လျှက်စစ်လိုင်းအခက်အခဲဖြစ်သွားတာပါပူမန်လိုဟိုတယ်မှာအရန်မီးဆက်ပါပြီးသားမို့လို့မီးခဏနေပြန်လာပါလိမ့်မယ်ဟိုဘက်ကိုကြည့်လိုက်ဦးလျှက်စီးလက်နေတာအဲ့ဒါတောက်ဦးတောင်ဘက်အရက်ပဲငါအိမ်ရှိတဲ့နေရာမကောင်းတော့ဘူးရှောင်းရတယောက်တည်းအိမ်မှာရှိနေတာမောင်ချမ်းဒီနေရာကနေတောက်ဦးတောင်နဲ့အရန်ဝေးတယ်လေအပြင်မှာလည်းမိုးကဒီလောက်တဲနေတာဘတ်စကားတွေလည်းအကုန်ရက်ကုန်ပြီဟဲလိုအေးမင်းအခုတကားဝမှာပဲမဟုတ်လားချန်တော့အခုတင်ထွက်လာပြီးမင်းမြန်လေးကားမောင်းပြီးသူ့ကိုတောက်ဦးရွာအထိလိုက်ပို့ပေးလိုက်ဟုတ်ကဲ့တထေးမောင်ချမ်းဝန်တထေးကကျွန်တော်ကိုမောင်ချမ်းနေဦးပြကျွန်တော်ဟင်းမောင်ချန်ကငါကားထက်တောင်မြန်အောင်ပြေးနေပါလား9ကီလိုမီတာ80လောက်မောင်းနေတာတော့နိုင်မမီဘူးဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပင်လယ်လင်းတောင်မှဒီလောက်မိုးကြီးထဲမှာဘာမှတဲတဲကွဲကွဲမြင်ရမှာမဟုတ်ဘူးပြန်တန်းမှုတောင်မနေထိတ်နေရမှာ